အန်တိုနီဂေါ်ဒွန်ကိုခေါ်ယူဖို့အသေးအတန်စူးစမ်းနေတဲ့ဘာစီလိုနာအားလုံးပဲမင်္ဂလာပါဖူဘောဝါချန်နယ်မှာဝန်ဆောင်ပါဒီနေ့မှာတော့နျူကာဆယ်တင်ရဲ့အင်္ဂလန်လေဝေးစဉ်ထောင်ပန်ကစားသမားအန်တိုနီဂေါ်ဒွန်ရဲ့အပြောင်းရွှေ့တဲ့တင်လေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အချိန်ညနေပိုင်းတဲ့တင်တွေအရာတော်လေးဟစ်ထလာတဲ့အန်တိုနီဂေါ်ဒွန်တဲ့တင်အကြောင်းကအားလုံးစိတ်ဝင်စားနေမယ်အကြောင်းအရာလို့ကျွန်တော်ထင်တယ်။အဲ့တော့ဘာစီလိုနာလိုစပိန်အင်အားကြီးကလပ်အသင်းတဲ့တင်ကပရီးမီးယားလိရဲ့ဝင်ကတယောက်ကိုတောက်လျှောက်ဆိုသလိုလိုက်ပြီးတော့ချင်းကပ်နေတဲ့သတင်းတွေကျွန်တော်ဇက်တိုက်တက်နေတယ်အဲ့တော့ဘာစီလိုနာကဒီအာဂဘာတိုက်တာတက်ကိုပေါ့နော်ဒါ FA ဖိုင်နယ်မတိုင်ခင်ချက်စီနဲ့မန်စီးတီးနဲ့မတိုင်ခင်တဲ့အတွက်အင်္ဂလန်လန်ဒန်ရောက်နေတဲ့အချိန်မှာဂျောက်ဘတ်ထိုခေါ်ယူဖို့သူစူးစမ်းမယ်ပြီးရင်အန်တိုနီဂေါ်ဒန်ခေါ်ယူဖို့စူးစမ်းမယ်ဒီနှစ်ယောက်အတွက်သူလာတာဆိုပြီးတော့သတင်းတွေကဖော်ပြထားတယ်ဒီနေရာမှာဂျောက်ဘတ်ထို case နဲ့ပတ်သက်ပြီးတော့ချက်စီဘက်က okayဘာစီလိုနာမင်းတို့အချိန်မဖြုံးနဲ့ငါတို့ကတော့ဒီကစားသမားကိုဒီနေရာဒီမှာရောင်းဖို့လုံးဝအစီအစဉ်မရှိဘူးမင်းတို့က record breaking ကျွန်တော်တို့ဒါပြောင်းရွှေ့ကြည့်ပေးမယ်ဆိုရင်တော့ငါတို့ဘက်ကရောင်းဖို့အစီအစဉ်မရှိဘူးဆိုပြီးတော့ဘာစီလိုနာကိုသူတို့ပြန်ပြီးတော့တခါတည်းအကြောင်းပြန်လိုက်တယ်အဲ့တော့အန်တိုနီဂေါ်ဒန်ကကြတော့အဲ့လိုမဟုတ်ဘူးနျူကာဆယ်ကအန်တိုနီဂေါ်ဒန်ကိုစီးကွက်ထဲမှာတင်ထားပြီးအဓိကတော့အန်တိုနီဂေါ်ဒန်ထွက်ချင်တာကိုနျူကာဆယ်တတိထားမိတယ်ဒါကြောင့်သူတို့အနေနဲ့ပြောင်းရွှေ့ကြည့်မြမြသူတို့လိုချင်တာကိုရမယ်ဆိုရင်အန်တိုနီဂေါ်ဒန်ကိုရောင်းချဖို့အသင့်မဲ့ဒါကြောင့်မလို့ကစားသမားကိုကျွန်တော်တို့ဒါဘိုင်ယန်မြူနစ်အပါဝင်လီဗာပူးအခြားသောအသင်းတွေနဲ့ကစားသမားရဲ့ agent ကိုဆွေးနွေးခွင့်ပေးထားတယ်အဲ့တော့ကစားသမားကတောက်လျှောက်ဆိုသလို agent တွေနဲ့ဒီတစ်ဖက်ကအသင်းတွေနဲ့ပေါ့နော်ဆွေးနွေးထားတာမျိုးတွေရှိတယ်အဲ့တော့ဒီနေရာမှာဘာစီလိုနာကနံပါတ်1ဦးစားပေးအဖြစ်ရှိနေပါတယ်ဘာစီလိုနာကိုယ်တိုင်ကလည်းသူတို့အသင်းရဲ့လက်ဝန်း position အတွက်အန်တိုနီဂေါ်ဒန်ကိုတော်တော်လေးစိတ်ဝင်စားနေတယ်အန်တိုနီဂေါ်ဒန်စီကိုသူတို့ဆက်သွယ်ထားပြီးပြီကစားသမားက okay အားတော့ပြဿနာမရှိဘူးဘာစီလိုနာကိုအခြားအသင်းတွေထဲကြော်ပြီးတော့ဦးစားပေးအဖြစ်ပြောင်းမယ်ဒါပေမဲ့တစ်ဖက်မှာကဘာစီလိုနာနဲ့နျူကာဆယ်ကြားညှိရမယ်ပြောင်းရွှေ့ကြီးအခြေအနေရှိလို့နေသေးတယ်ပြောင်းရွှေ့ကြီးကလောလောဆယ်ပေါ့နော်တိကျတော့မထွက်သေးပြီမဲ့နျူကာဆယ်ဘက်ကယူရို85တန်းဝန်းကျင်ပေါ့နော်အဲ့လောက်ဝန်းကျင်အထိသူတို့အလိုရှိတယ်ဒီတက်ပူများနိုင်တယ်အဓိကတော့ယူရို85တန်းဝန်းကျင်base payment အဖြစ်နျူကာဆယ်ဘက်ကလိုချင်တယ်ဒါအပြင်အဲ့တော်နေပါတွေပေါအောင်မယ်ဆိုရင်အန်တိုနီဂေါ်ဒန်ရဲ့ package ကယူရိုတန်း80သို့မဟုတ်ယူရိုတန်း90လောက်ထိရှောက်သွားနိုင်တယ်အဲ့တော့ဒီအခြေအနေကိုဘာစီလိုနာဘက်ကဆက်တယ်လုံးနိုင်မလားပဲကျွန်တော်ကြည့်ရမယ်ပေါ့နော်အဲ့တော့ဘာစီလိုနာကဒီသူတို့အသင်းရဲ့အောင်မြင်မှုတွေကိုပြန်ယူလာတဲ့အချိန်ဒီလာဘော်တာပြန်ရောက်လာတာနဲ့ဘာစီလိုနာရဲ့ financial ကနည်းနည်းလေးတော့ပြန်ပြီးတော့ခေါင်းထောင်လာပြီလို့ပြောလို့ရတယ်သူ1 ratio 1ပေါ့နော် financial စီမင်းဒီစီမင်းကိုလည်းသူတို့ဒီယာဒီမှာကိုက်ညီဖို့အတွက်အခြေအနေရှိတယ်ဒါကြောင့်မလို့သူတို့အဲ့ဒီအခြေအနေကိုပြန်ရောက်တာနဲ့အပြောင်းရွှေ့မှာသူတို့ revenue ကိုသူတို့ပြန်သုံးစွဲခွင့်အပြည့်အဝရမယ့်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရှိလာတဲ့အချိန်မှာဘာစီလိုနာကဒီနေရာဒီမှာတောင်ပန်ကစားသမားအထွက်ရယ်တိုက်စစ်မှုအထွက်ရယ်ခံစီကစားသမားတယောက်တွေရယ်သူတို့ငွေကြေးသုံးစွဲဖို့ရှိတယ်သူတို့စီကကစားသမားအထွက်ချို့လည်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဘာစီလိုနာငွေမရှိဘူးလို့ထင်နေမှာဆိုလို့ဘာစီလိုနာကဒီအပြောင်းရွှေ့မှာအန်တိုနီဂေါ်ဒန်ကိုယူရိုတန်း80လောက်ထိသူတို့သုံးသွားနိုင်တယ်ပေါ့နော်ဒီအချိန်ကိုကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့ဘာစီလိုနာနဲ့နျူကာဆယ်ကြားမှာပြောင်းရွှေ့ကြီးသဘောတူညီမှုရတာနဲ့အန်တိုနီဂေါ်ဒန်အပြောင်းရွှေ့ကဖြစ်လာတော့မှာဖြစ်ပါတယ်ကစားသမားကတော့ဘာစီလိုနာကိုညင်းစရာအကြောင်းမရှိဘူးသူကိုယ်တိုင်လည်းခြားသောအသင်းတွေထဲဘာစီလိုနာကိုဦးစားပေးအဖြစ်သတ်မှတ်ထားတယ်ဒီနေရာမှာပြိုင်ဘက်အဖြစ်ဘိုင်ယန်မြူနစ်ရှိတယ်ပြီးရင်ကျွန်တော်အာဆင်နယ်ရှိမယ်နောက်ပြီးကျရင်ကျွန်တော်တို့ဒါလီဗာပူးရှိမယ်အာဆင်နယ်ကတော့တိတ်ပြီးတော့ဘယ်လိုပြောမလဲကွန်ဆာထွေးဖြစ်လှုပ်ရှားနေတာမျိုးမရှိဘူးလီဗာပူးကတော့အန်တိုနီဂေါ်ဒန်ကိုအရင်ကခါလဲသူတို့ခေါ်ဖို့ကြိုးစားခဲ့ဘူးတယ်အဲဒီတော့လည်းရောက်လူနေပါဖြစ်ခဲ့ပြီမြပြန်ပြစ်ပြေသွားတာပေါ့နော်အခုချိန်မှာတော့လီဗာပူးကဒုတိယတပံပြန်ပြီးတော့ကြိုးစားဖို့သူတို့စီစဉ်နေတယ်ဆိုပေမဲ့လက်ရှိဘာစီလိုနာသူတို့ထက်ရှေ့ကိုရောက်နေတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒါဘိုင်ယန်မြူနစ်ကစားသမားနဲ့စကားပြောထားတယ်ကစားသမားနဲ့အဆင်ပြေတယ်ဒါပေမဲ့သူတို့အဆင်မပြေတာကနျူကာဆယ်တောင်းဆိုတဲ့ဈေးကိုသူတို့ဘက်ကမပေးချင်ဘူး over price ဘိုင်ယန်မြူနစ်ဘက်ကမပေးချင်တာကြောင့်ဘိုင်ယန်မြူနစ်ကလည်းနည်းနည်းလေးနောက်ရောက်နေတယ်အဲ့တော့နံပါတ်1ဦးစားပေးအနေနဲ့ဘာစီလိုနာကအန်တိုနီဂေါ်ဒန်ကိုခေါ်ယူဖို့ရေပန်းစားနေရတယ်ဒီနေရာမှာအန်တိုနီဂေါ်ဒန်ကိုဘာစီလိုနာခေါ်ယူလိုက်မယ်ဆိုရင်မာကာရက်စ်ဘူရဲ့အနာဂတ်ကဘယ်လိုလာမလဲအဲ့တော့ဘာစီလိုနာကမာကာရက်စ်ဘူကို5ပလက်ပြီးသက်ခေါ်ယူခွင့်နဲ့ခေါ်ထားတာဒီယာဒီမှာသူတို့ခေါ်ခြင်းနဲ့ဆိုရင်ယူရိုတန်း30နဲ့ခေါ်လို့ရတယ်ဒါပေမဲ့ဘာစီလိုနာကမာကာရက်စ်ဘူအတွက်ယူရိုတန်း30ကိုသုံးစွဲဖို့အတွက်အင်တင်ဖြစ်နေသေးပဲပေါ့နော်သူတို့ကတော့အန်တိုနီဂေါ်ဒန်ခေါ်လိုက်မယ်ဆိုရင်မာကာရက်စ်ဘူအတွက်သူတို့ပတ်သက်30အများကြီးမရှိတော့ဘူးတိတ်မသုံးကျင်တာဖြစ်တဲ့အတွက်မာကာရက်စ်ဘူကိုနောက်ထပ်100ဒီအငားပေးဖို့အတွက်မန်ချက်စတာယူနိုက်တက်ထံသူတို့ကတောင်းဆိုခြင်းတယ်ဒါပေမဲ့ယူနိုက်တက်ကတော့ရှင်းတယ်ယူရိုတန်း30ပေးရင်ပေးမပေးရင်ငါတို့ကစားသမားငါတို့စီပြန်ပို့လိုက်ဆိုတဲ့ပုံစံမျိုးနဲ့ယူနိုက်တက်ကပြောထားတယ်ပေါ့နော်တကယ်လို့မာကာရက်စ်ဘူပြန်ရောက်လာမယ်ဆိုရင်ခြားသောအသင်းတွေခြားသောဝယ်လက်တွေကိုယူနိုက်တက်တွေကရှာဖွေပြီးတော့ရောင်းချမှာမာကာရက်စ်ဘူရဲ့ယူရိုတန်း30ဆိုတာတန်တာထက်ပိုတဲ့ဈေးပါဒါပေမဲ့ဘာစီလိုနာကတော့အခုချိန်ထိယူနိုက်တက်ကိုလုံးဝပေါ့နော်ကျွန်တော်တို့ဒါပညာပြလာတာပါလားအင်တင်တော့လုံနေသေးပဲRashford ကဘာစီလိုနာမှာဘာစီလိုနာဖြစ်နေတဲ့အချိန်
ဘာစီလိုနာကတော့ Rasbo ဖြစ်မနေဘူးပေါ့နော် Hansi Flick ကတော့နှစ်ယောက်လုံးအသင်းမှာဆက်ရှိစေခြင်းနဲ့ဘာစီလိုနာကကျတော့လက်ဝင်းအတွက်ရေရှည် investment လုပ်ချင်တာဖြစ်တဲ့အတွက် Anthony Gordon ကိုသူတို့ခေါ်မယ် Anthony Gordon 25နှစ်ပဲရှိသေးတယ် Marcus Rashford ကအသက်နည်းနည်းကြာနေပြီဒီချိန်ဒီမှာ Rashford လုံးဝမခေါ်တော့တာမျိုးလဲဖြစ်သွားနိုင်ပါတယ်ဒါကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်လောလောဆယ်တော့ Anthony Gordon နဲ့ဘာစီလိုနာရဲ့ situation ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီအဲ့တော့ Brother တို့ရောဘာစီလိုနာပြည်သက်တွေဆိုရင်ဘယ်လိုထင်ကြလဲ Anthony Gordon ကိုကြိုက်ကြလားခမမဝင်ရောက်ဆွေးနွေးပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် good luck ပါ